အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တွန်းတွန်းကဘာဂိမ်းဆော့ပြပေးကြမလဲဆိုတာတွန်းတွန်းနဲ့အတူလိုက်ကြည့်ကြရအောင် Minecraft game ဆော့ပြပါဖြစ်ပါတယ်ကဲအဲ့ဆိုရင်တွန်းတွန်းနဲ့အတူလိုက်ကြည့်ရအောင်နော် game မစခင်မှာတွန်းတွန်းရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ဟုတ်ကဲ့ပါဘယ်စလိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါတွန်းတွန်းရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်တွန်းတွန်းပုံစံလေးပြရပါမယ်နော် channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကတော့တွန်းတွန်းစောက်ထားတဲ့အိမ်လေးပါမပန်းအောင်စိုက်ထားတယ်တောင်လေးလည်းမွေးထားပါတယ်ဟိုဒီကဘာလေးလုံးအောင်ခဏရနော်ဟုတ်တော့တနာလေးစုကြတယ်โอเคအဲ့ဆိုညရောက်ဆိုအိတ်လိုက်အောင်ပါမယ်ကဲကြောင်လေးတို့အစာကျွေးအောင်မယ်ဆိုတော့မနက်မိုးနေဆိုကြောင်လေးအစာကျွေးမယ်ဟာငါကုံသွားပြီလားအော်ဆိုငါတော့များရအောင်မေကဲတော့များမယ်โอเคငါတို့ရဲ့ငါများတဲ့နေရာကဒီတန်သွားမယ်တန်သွားလို့အောက်ဆင်းရမယ်โอเคအကြိုင်900ရတယ်ငါရပါမလားမသိဘူးတိတ်ပါပြီဟဲ့ရောကွာရလာပါကွာဒါမှဒီထဲမှာငါရှိလားမရဘူးတွန်းနေရများပေးတာရင်ငါရှိလားမသိရမရရှာfish ဒီလုံးအော်ငါအထက်ထဲငါများလိုက် okay ကျေထနဲ့ငါရကျေငါများ fishပြီဆိုတော့တွန်းတို့အိမ်ပြန်ကြရအောင်ကွာတော့အိမ်စပြန်နေပါပြီโอเคရှောင်းလာရနော်ရှယ်ရီတစ်ပင်နေရှောင်းလာတဲ့တော်လီတခုပါနော်တော်ရန်လီတခုပါရှောင်းလာတဲ့တော်တန်တခုလိုင်းเนี่ยချစ်အားလုံးပဲ line နဲ့ချစ်နေတဲ့အတွက် sorry ပါညအင်ပြောင်းအောင်ပါငါမြားတို့လည်းရပြီဆိုတော့ကျွေးရမယ်အစားစားမလားနေငါစားလားစားဖတ်ထပ်ဆောင်โอเคစားကျွန်တော်ဒီခလေးလေးကိုတီးအောင်စားမယ်ဟာတို့နေရလီစားလေးလိုက်ပါတရားမိုးလာညောအမှန်ဆို4ယောက်ရှိရဟုတ်9ယောက်ရှိနောက်တစ်ကောင်ကဘယ်ရောက်တော့တင်း
1 2 3 4ကောင်မေးလားအော်ဟုတ်တယ်ကောင်းတို့တိုင်းတို့ဘခေါ်ကြည့်စားမစားဖေမအော် sorry ဖေမနေထွက်လို့မရထိုင်လိုက်တာလိုက်မယ်ခေထိုင်နေဖေဘယ်နေရောက်တော့တရားနေရောက်3ယောက်4ယောက်လုံးထိုင်နေမနော်ဖေမပြင်ထွက်နေမဟုတ်ဆောက်ပြီးကောင်းမထွက်လို့โอเคကျမတောင်းလို့ကြားရလားမသိပါဘူးကဲ like subscribe လေးလုပ်ခဲ့ပြီးတော့ like subscribe လုပ်ခဲ့ပြီးတော့မှဒီဗီဒီယိုကြည့်ရမယ်โอเคဗီဒီယိုနှစ်ခုပေါင်းထားရပါတော့အဲ့ဒါပြောဖို့မေ့နေဒီတစ်ခုကကြတော့9မိနစ်ပဲစော့မှာ Minecraft ကို9မိနစ်ပဲစော့ပြီးလို့ရှိရင်ဓာတ်ပုံနဲ့လာတဲ့ဓာတ်ပုံနဲ့ရိုက်မှာဖြစ်ပါတယ်အဲ့ဆိုသူတို့9မိနစ်ပြည့်သွားပြီဆိုတော့သူတို့ဓာတ်ပုံဆိုင်ဘိုင်ဘိုင်ဟယ်လိုအားလုံးပဲတွန်းပါတွန်းရှိတယ်ဆိုလိုက်ဒီခါလေးလက်ထပ်တွန်းပါဓာတ်ပုံရိုက်မှာဖြစ်ပါတယ်တွန်းရဲ့မောင်လို့ပြပါလို့ပြောထားတဲ့လူတွေအားလုံးရှိတဲ့အတွက်တွန်းရဲ့မောင်လို့ပြပါမယ်မောင်လေးလာလဲဒီမှာပါဒီကတွန်းရဲ့မောင်လေးဖြစ်ပါတယ်တွန်းလို့ပဲချစ်စရာကောင်းနေဆိုလို့ရှိရင်တွန်းရဲ့မောင်လေးကိုပဲ subscribe နဲ့ like နဲ့နှိပ်ခဲ့ပြီးတော့ခုနှိပ်မှရိုက်ခုနှိပ်ဟုတ်ပြီနှိပ်ပြီးသွားပြီဆိုလို့ရှိရင်အခုတွန်းစားကြခိုင်းတော့ကြလိုက်အိမ်မှာဆို wifi မရတော့လေဟိုဒီကိုဒေါင်းလို့ဆွဲထားတဲ့ဟာလေးနဲ့ပဲလုပ်ရမိုင်းဆိုပြီးလုပ်လိုက်အကြကိုဒေါင်းလို့ရှစ်စီအားလေးကဲအဲ့ဒါတော့ပေါ်ရမယ်နော်ရှစ်စီကောင်းနေဆိုတွန်းကမမရေးပေးကြအောင်နော်လို့အရှိမရဘူးတောင်းသွားရမှာမို့လို့ဒီနားမှာရလိုက်တော့မယ်နော် bye bye nice ခွဲလို့ခဲ့ပါ